ဇလန်းအစမှာတော့ယူကရိန်းနိုင်ငံကနေအမေရိကန်ကိုမိဘတွေနဲ့အတူပြောင်းရွှေ့အခြေချလာတဲ့ယူရီအော်လော့ Urailov ဆိုတဲ့လူငယ်တယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။သူတို့မိသားစုဟာဆိုဗီယက်ယူနီယံကနေလွတ်မြောက်ဖို့အတွက်ဂျူးနယ်ဝင်တွေပါဆိုပြီးလိမ်ညာပြီးတော့အမေရိကန်က Brighton Beach မှာအခြေချခဲ့ကြတာပါ။ယူရီအဖေကအဲ့ဒီမှာစားတောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးဖះเจ้าလေးစီပုံမှန်သွားလေးရှိပေမဲ့ယူရီကတော့ဘဝမှာဘာလို့ရမှန်းမသိပဲလမ်းပြောင်းနေခဲ့ပါတယ်။မိသားစုစားတောက်ဆိုင်မှာလုပ်ရတဲ့အလုပ်ကသူ့အတွက်ပြင်းစရာကောင်းပြီးအနာဂတ်မရှိဘူးလို့ခံစားနေရတာပေါ်တာပေမဲ့ဒီနေ့မှာတော့လူမိုက်တွေအချင်းချင်းတနက်ပစ်ခတ်ကြတဲ့ဖြစ်ရပ်တစ်ခုကိုမတော်တဆမြင်တွေ့လိုက်ရပြီးနောက်ယူရီတယောက်ဘာလို့ရမလဲဆိုတာရုတ်တရက်အဖြေပေါ်သွားပါတော့တယ်။သူကတနက်ပွဲစား Elin Katz-Ellicott နဲ့မိတ်ဆက်ပေးဖို့သူ့အဖေကိုတောင်းဆိုခဲ့ပြီးတိတ်မကြခင်မှာပဲယူစီစက်တနက်အတုပ်လိုက်ကိုပထမဆုံးအကြိမ်ရောင်းချခွင့်ရသွားပါတော့တယ်။အတွေ့အကြုံမရှိပေမဲ့ယူရီကပထမဆုံးအယောင်းဝယ်ကိုအောင်မြင်ဖြစ်ကျော်နိုင်ခဲ့ပါတယ်။ဒီအလုပ်ရဲ့အနံ့တက်ကိုသဘောကျသွားတဲ့ယူရီဟာစပိုဆောင်မှာလုပ်နေတဲ့သူ့ညီဖြစ်သူဗီတာလီလက်တော်လေးကိုပါတနာလုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဗီတာလီကငင်းချင်းရေးလိုလားသူမို့လူတက်လက်နက်တွေနဲ့မပတ်သက်ချင်ပေမဲ့ယူရီကတော့စီးရုံနိုင်ခဲ့ပါတယ်။ယူရီခေါင်းထဲမှာအတွေ့တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့အမေရိကန်မှာရာဇဝတ်မှုတွေဘလောက်ပဲများတရားဝင်တနက်တွေကပုံများပြီးတကယ်ပတ်စံအစ်အမှန်ကစစ်ပွဲတွေဖြစ်နေတဲ့နေရာမှာပဲရှိရဲဆိုတာပါပဲကွန်ရက်ချစ်ထွင်ဖို့အတွက်သူတို့ညီကို2ယောက်1983ဘာလင်လက်နက်ပြပွဲကိုတွားခဲ့ကြပြီးနာမည်ကြီးလက်နက်ပွဲစားတစ်ယောက်ကိုစီးပွားရေးကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကယူရီတို့ညီကိုအတွေ့အကြုံမရှိတဲ့အပျော်တမ်းသမားတွေလိုပဲသတ်မှတ်ပြီးအရေးမဆိုင်ခဲ့ပါဘူးသူကအစိုးရတွေကိုတောင်ဖြုတ်ချနိုင်တဲ့အယောင်းဝယ်ကြီးတွေလုပ်နေတဲ့သူမို့လို့ပါဒါပေမဲ့ယူရီတို့ကတော့စိတ်မပြတ်ပဲအဲ့ဒီဒေတာရဲ့အငွေသက်တွေကိုခန်းစားပြီးအချိန်ကုန်လွန်စေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ယူရီဟာတရားမဝင်လက်နက်မှောင်ခိုလောကတွေကိုအလုံးရင်းနဲ့ဝင်ရောက်ခဲ့ပါတော့တယ်။လက်ဘနွန်နိုင်ငံမှာအမေရိကန်တပ်နက်တွေကိုတန်နဲ့ချီပြီးရောင်းချနိုင်ခဲ့တဲ့အတွက်ပထမဆုံးအကြိမ်အောင်မြင်မှုအကြီးကြီးရရှိခဲ့ပါတယ်။စစ်တပ်ကတည်ယူစရိတ်ကပုံများလို့ထားခဲ့တဲ့လက်နက်တွေကိုပိတာချိန်နဲ့ချိန်ရောင်းရတဲ့အထိလက်နက်တွေကအများကြီးပါပဲ။ဒါကြောင့်လဲကာနယ်ဆာတန်ခေါလုံးဆာတန်တို့အမေရိကန်အရာရှိတွေကိုလက်ထိုးပြီးဝေစုခွဲပေးခဲ့ရပါတယ်။ယူရီကမွတ်စလင်တွေကိုအစ္စရေးလို့ယူစီတနက်တွေရောင်းချပေးပြီးငွေတွေတဖြည်းဖြည်းစုမိလာခဲ့ပါတယ်။သူ့ရဲ့စီးပွားရေးဟာအာဖရိကနဲ့အရှေ့အလယ်ပိုင်းအထိပြန့်နှံ့သွားခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုထက်စီးပွားရေးအကျိုးမြတ်ကိုပဲရှေ့တန်းတင်ခဲ့ပါတယ်။စုံထောက်တွေနဲ့ထောက်လှမ်းရေးတွေရဲ့ဖန်ဆီးမှုကနေလွတ်အောင်လဲလက်ထိုးထားတဲ့အရာရှိတွေရဲ့ကြိုတင်သတင်းပေးမှုတွေနဲ့အမြဲတမ်းရှော့ချနိုင်ခဲ့ပါတယ်။တခါကလည်းစစ်ဆေးရေးဝင်တော့မယ်လို့သတင်းရတာနဲ့ပင်လယ်ပြင်မှာတင်သင်္ဘောအမည်ကိုခိုနိုခေါနုံလို့ချက်ချင်းပြောင်းပြီးနိုင်ငံတော်အလံမှာလဲလှယ်ပစ်လိုက်ပါတယ်။ဂျက်ဗလင်တိုင်းဂျက်ဗာလန်တိုင်ဦးဆောင်တဲ့အင်တာပိုအင်တာပိုအေဂျင့်တွေရောက်လာတဲ့အခါအာလူပုတ်တွေအောက်မှာဖုံးကွယ်ထားတဲ့တနက်တစ်တာတွေကိုရှာမတွေ့ခဲ့ပါဘူး။တခါမှာတော့လက်နက်ဖိုးအဖြစ်ပတ်စံအစားမူရစ်ဆေးပြားတွေရခဲ့ပြီးညီဖြစ်သူဗီတာလီဟာအဲ့ဒီဆေးတွေကြောင့်ဆွဲလန်းသွားခဲ့ပါတယ်။12ရက်အကြာဘိုလီးဗီးယားမှာဗီတာလီကိုပြန်ရှာတွေ့တဲ့အခါယူရီကသူ့ညီကိုမူရစ်ဆေးဖြတ်စင်တာကိုပို့ပေးခဲ့ရပါတယ်ညီဖြစ်သူလိုပဲယူရီမှာလည်းဆွဲလန်းရတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့နာမည်ကြီးမော်တဲ့အီဗာဖွန်တိန်ပါပဲသူမနဲ့နီးစပ်ခွင့်ရဖို့ဒေါ်လာ3000ကုန်ခံပြီးကာရစ်ဘီယံမှာဟန်ပြဓာတ်ပုံရိုက်ကွင်းနဲ့ဟိုတယ်အပြင်ကိုပိုင်လေယာဉ်ပါငှားရမ်းခဲ့ပါတယ်။စီးပွားရေးသမားတစ်ယောက်လိုဟန်ဆောင်ပြီးအီဗာကိုမိုင်ယာမီအထိကိုပိုင်လေယာဉ်နဲ့လိုက်ပို့ပေးခဲ့တာပါ။သူမကတော့ဒီလေယာဉ်တွေကားတွေနဲ့ဝတ်စုံတွေအားလုံးဟာအငှားတွေဆိုတာမသိခဲ့ပါဘူး။မကြခင်မှာသူတို့လက်ထပ်ခဲ့ကြပြီးအီဗာကယူရီမှာလှုပ်ဝက်ချက်တွေရှိနေတယ်ဆိုတာရိပ်မိပေမဲ့သူတို့ရဲ့ပျော်ရွှင်စရာမိစုဘဝကိုတော့အန္တရာယ်မပြုဖို့တောင်းဆိုခဲ့ပါတယ်။မိသားစုကိုတားနာတဲ့ဘဝပေးနိုင်ဖို့ယူရီဟာကျွေးမီတွေအထိတင်ခဲ့ရပေမဲ့ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့တဲ့င်းကသူ့အတွက်အခွင့်အလမ်းတစ်တွေဖြစ်လာခဲ့ပါတယ်။သူကယူကရိန်းကိုဦးတည်ပြီးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာညီဖြစ်သူဗီတာလီကစိတ်မပြတ်သေးလို့ဆေးဖြတ်စင်တာကိုနောက်တစ်ခေါက်ပို့ခဲ့ရပြန်ပါတယ်။ယူကရိန်းမှာတော့ယူရီရဲ့ဦးလေးဖြစ်သူဂျန်နယေဘူကော့General Volkan ကစစ်တပ်ကိုကုတ်ကဲနေတာပါဦးလေးဖြစ်သူကစစ်လက်နက်တွေရောင်းဖို့အစပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့အစိုးရအသစ်မတက်ခင်စွန့်စားရောင်းချရင်ဘယ်သူမှအပြစ်ပေးနိုင်မှာမဟုတ်ဘူးလို့ယူရီကဖျားယောင်းသွေးဆောင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့အထက်လူကြီးတွေပါပါဝင်ပတ်သက်လာပြီးနှစ်ပေါင်းများစွာစုဆောင်းထားတဲ့လက်နက်တွေကိုရောင်းချပစ်လိုက်ကြပါတယ်ယူရီဟာကာလက်ရှန်နီကော့F-48တနက်အလက်3000နဲ့ခိမီရဟတ်ယာဉ်တွေကိုပါဝယ်ယူနိုင်ခဲ့ပါတယ်ဒီခွင့်ရေးကိုလောဘတက်လာတဲ့စီမြွန်ဝိုက်Semmelweis ကလည်းပါဝင်ခြင်းပေမဲ့ယူရီကညှင်းပယ်ခဲ့ပါတယ်။လက်နက်ပွဲစားတွေစစ်ဖြစ်ကြရင်ကြည်စံကဘယ်တော့မှကုန်မှာမဟုတ်ပါဘူးဒါပေမဲ့အရာရာတိုင်းကထင်သလောက်မလွယ်ကူပါဘူး။ဂျက်ပလင်တိုင်းကယူကရိန်းအထိလိုက်လံဖမ်းဆီးပေမဲ့ယူရီကရဟတ်ယာဉ်တွေပေါ်ကစစ်လက်နက်တွေကိုဖယ်ရှားပြီးဒါတွေကလူသားချင်းစာနာမှုအကူအညီပေးဖို့တည်ဆောင်တာလို့လိန်ညာပြီးလွတ်မြောက်သွားခဲ့ပါတယ်။ဥပဒေအရလက်နက်နဲ့လေယာဉ်ကိုတီးခြားစီတည်ယူတာကအပြစ်မရှိတာမို့ဂျက်ပလင်တိုင်းလည်းဖမ်းခွင့်မရခဲ့ပါဘူး။တိတ်မကြခင်မှာပဲယူရီဦးလေးချန်နဲ့ရဲ့ဘူကော့ဟာယူရီပေးတဲ့ကားတစ်ကြီးပောက်ကွဲပြီးသူ့မျက်စိရှေ့တင်တေဆုံးသွားခဲ့ပါတယ်။ဒါကပြိုင်ဘက်ဖြစ်တဲ့
Wise ကလောက်ကျန်လိုက်တာပါဦးလေးဖြစ်သူတေဆုံးသွားပေမဲ့ယူရီရဲ့လက်နက်ရောင်းဝယ်မှုတွေကတော့မရက်တန့်သွားပါဘူးအထူးသဖြင့်စစ်ပွဲတွေမပြတ်တဲ့အာဖရိကမှာဈေးကွက်အကြီးကြီးရခဲ့ပါတယ်။ လိုက်ဘေးရီးယားသမ္မတအန်ဒရီဘတ်တစ်စတီအန်ဒရူဘတ်တစ်စတီကသူ့ရဲ့အဓိကဖောက်သည်ဖြစ်လာပါတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့ဒီအာနာရှင်ဟာသူ့မျက်စိရှိတင်တနက်ဆန်းရင်ကိုရန်တော်တယောက်ကိုပြစ်တက်လိုက်ပေမဲ့ယူရီကတော့အေးအေးဆေးဆေးပဲတုံ့ပြန်ပြီးအယောင်းဝယ်ကိုဆက်လုပ်ခဲ့ပါတယ်ဒီလိုသွေးအေးတဲ့ပုံစံကြောင့်အာနာရှင်ကယူရီကိုပိုသဘောကျသွားပါတယ်ဒါပေမဲ့ယူရီကတော့ရန်သူတွေရဲ့နှလုံးသားကိုစားတတ်တယ်ဆိုတဲ့အာနာရှင်ရဲ့သားကိုပိုပြီးကြောက်ရွံ့နေခဲ့ပါတယ်အာနာရှင်ကကလေးတွေကိုတောင်တနက်ကန်ခိုင်းခြင်းတဲ့အထိယူသွတ်နေပြီးပတ်စံမရှိလို့စိန်တွေတစ်တွေနဲ့လဲလှယ်ဖို့ကမ်းလှမ်းခဲ့ပါတယ်ယူရီကစိန်တွေနဲ့လဲလှယ်ပြီးတန်ချက်ကားတွေကိုတင်သွင်းပေးခဲ့ပါတယ်။60ကျော်နှောင်းပိုင်းမှာယူရီဟာချမ်းသာလွန်းလို့သူ့ဇနီးအီဗာရဲ့ပကြီးကားတွေကိုအမိမဖော်ပဲဝယ်ယူပြီးဇနီးဖြစ်သူကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အထိဖြစ်လာခဲ့ပါတယ်။ဗီတာလီကတော့သူ့အကိုရဲ့အလုပ်အပေါ်မကျေနပ်ပဲကဲရဲ့ရှုတ်ချနေသေးပါပဲတစ်ဖက်မှာလည်းအာနာပိုင်တွေကယူရီကိုအနီးကပ်စောင့်ကြည့်လာခဲ့ပါတယ်။ဂျက်ဘလင်တိုင်းကသူတို့အိမ်ကအမှိုက်ပုံးတဲ့အထိငွေနောက်ပြီးတဲလွန်စတွေရှာဖွေနေခဲ့လို့အီဗာစိုးရိမ်လာပေမဲ့ယူရီကတော့အရာရာကိုထိန်းချုပ်နိုင်တယ်လို့ပြောခဲ့ပါတယ်ဒီအချိန်မှာယူရီမှာအာဖရိကတခွင်လက်နက်ပို့ဆောင်ပေးနေတဲ့ကိုပိုင်လေယာဉ်တွေအများကြီးရှိနေပါပြီတခါကတော့လေကြောင်းမှာအင်တာပိုရဲ့ကြားဖြတ်ဟန်တာမှုကိုခံခဲ့ရပြီးယူရီကလေယာဉ်ကိုဖုန်ထူတဲ့လမ်းမပေါ်မှာအရေးပေါ်ဆင်းသက်ခိုင်းခဲ့ပါတယ်ဖမ်းဆီးမခံရဖို့အတွက်ယူရီဟာလေယာဉ်ပေါ်ကလက်နက်တွေကိုဒေသခံတွေကိုအလကားပေးဝေလိုက်ပါတယ်ဂျက်ဘလင်တိုင်းရောက်လာတဲ့အခါတပ်တွေတစ်ခုမှမရှိတော့ပါဘူးဂျက်ကယူရီကိုလူသက်သမားလို့ဆွဆွဲပေမဲ့ယူရီကတော့သူကဘသူကောင်းကိုမှတနက်နဲ့မချိန်ခဲ့ဘူးလို့ညှင်းဆိုခဲ့ပါတယ်။တပ်တွေမရှိလို့ဂျက်ကသူ့ကို24နာရီပဲဖမ်းဆီးထားနိုင်ခဲ့ပြီးလေရင်ကတော့ဒေသခံတွေရဲ့ဖြစ်စည်းယူဆောင်ခြင်းကိုခံလိုက်ရပါတယ်။အဲ့ဒီနောက်လိုက်ဘေးရီးယားသမ္မတကယူရီဦးလေးကိုတတ်ခဲ့တဲ့ Wise ကိုတက်ပစ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ယူရီကဓာတ်ရိုက်မပါဝင်ခြင်းပေမဲ့တားဆီးဖို့ညှင်းဆန်ခဲ့တာကြောင့်ပြန်ဘက်ဖြစ်သူ Wise ကိုရှင်းပစ်ဖို့သဘောတူလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဂျက်ကအီဗာစီကနေအကူအညီတောင်းခဲ့ပြီးအီဗာကမယုံကြည်ဟန်ဆောင်ခဲ့ပေမဲ့စတင်တန်တရားဝင်လာပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူကအဝတ်စားတွေရတနာတွေအကုန်ချွတ်ပစ်ပြီးဒီသွေးစွန်းတဲ့ငွေတွေနဲ့ဆက်မနေကျင်တော့ဘူးလို့ငွေကိုတောင်းပန်ခဲ့ပါတယ်။ယူရီကလည်းဇနီးအတွက်ကြောင့်6လလောက်လက်နက်အယောင်းဝယ်ကိုရန်နာပြီးတစ်နဲ့ရေနံပဲရောင်းခဲ့ပါတယ်။ဒါပေမဲ့အာနာရှင်ဘတ်တစတီကအိမ်ထိလာရောက်ပြီးစိန်ကြီးကြီးတစ်လုံးနဲ့ထပ်မံဆွဲဆောင်ခဲ့တဲ့အခါယူရီဟာမငင်းဆန်နိုင်ပဲဒီလောကထဲပြန်ဝင်ခဲ့ပြန်ပါတယ်။အီဗာကလည်းသူ့နောက်ကိုလိုက်ရင်သားဖြစ်သူရဲ့ငွေလေးကုန်းနဲ့ဖွင့်ထားတဲ့ပြည့်ဝတစ်တာခန်းတွေကတနက်တွေကိုတွေ့ရှိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ယူရီကသူ့ညီဗီတာလီကိုခေါ်ပြီးအာဖရိကကိုအယောင်းဝယ်အတွက်ထွက်လာခဲ့ပါတယ်။စီယာရာလီယွန်ကိုရောက်တဲ့အခါရက်ဆက်တဲ့ပြည်ရင်းစစ်မြင်ကွင်းတွေကြောင့်ဗီတာလီကအယောင်းဝယ်မလုပ်ဖို့တောင်းပန်ခဲ့ပေမဲ့ယူရီကညှင်းဆန်ခဲ့ပါတယ်။ဒါကြောင့်ဗီတာလီကလက်ပစ်ပုံးနဲ့လက်နက်တင်ကားတစ်စီးကိုဖောက်ခွဲပစ်လိုက်ပြီးအပြန်အလှန်ပစ်ခတ်မှုကြားမှာပဲတေဆုံးသွားခဲ့ပါတယ်။ယူရီကတော့ညီဖြစ်သူတေဆုံးသွားတာတောင်အယောင်းဝယ်ကိုပြီးဆုံးအောင်ဆက်လုပ်ခဲ့ပါတယ်။ယူရီကသူ့ညီရဲ့အလောင်းလေးကကြည်စံတွေကိုဖယ်ရှားပြီးနှလုံးရက်တေတာလို့တေစင်ရဲ့အတူလှုပ်ခိုင်းခဲ့ပေမဲ့အာနာပိုင်တွေကကြည်စံတတောင်ကိုတွေ့သွားပြီးလေစိတ်မာတင်ယူရီကိုဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာဇနီးဖြစ်သူကလည်းသူ့ကိုထားသွားခဲ့ပြီးမိဘတွေကလည်းယူရီကိုစွန့်ပစ်လိုက်ကြပါတယ်။ဂျက်ဘလင်တိုင်းကတော့အောင်နိုင်သူတယောက်လိုယူရီကိုထောင်သက်တကြွကြတော့မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူရီကတော့အေးအေးဆေးဆေးပါပဲ။ဘာလို့လဲဆိုတော့ကမ္ဘာအကြီးဆုံးလက်နက်ပွဲစားကအမေရိကန်သမ္မတကိုယ်တိုင်ဖြစ်ပြီးသမ္မတလက်ညှိပတ်လို့မရတဲ့ကိစ္စတွေမှာယူရီလိုကြားခံလူတွေကိုတုံးရတာကြောင့်ဖြစ်ပါတယ်။တိတ်မကြခင်မှာပဲတကားခောက်တန်တဲ့အတူအစိမ့်မြင့်အရာရှိတယောက်ရောက်လာပြီးယူရီကိုချက်ချင်းပြန်လွှတ်ပေးခဲ့ပါတယ်။ဂျက်ဘလင်တိုင်းတယောက်နောက်ဆုံးမှာနားလည်သွားတာကတော့တာမန်လူတွေရဲ့အသက်ဟာအာဏာရှိသူတွေအတွက်ကိန်းကနန်းတက်တက်ပဲဖြစ်ပြီးယူရီကတော့ဒီစနစ်ဆိုးကြီးရဲ့အစိတ်ပိုင်းလေးတစ်ခုမျှသာဖြစ်တယ်ဆိုတာပါပဲစစ်ပွဲတွေရှိနေတဲ့တွေတော့လက်နက်တွေကဝယ်မဲ့သူကိုအမြဲရှာတွေ့နေအောင်မှာဖြစ်ပြီးတားကောင်တွေလည်းရှိနေအောင်မှာပဲဖြစ်ပါတယ်